ဒီနေ့ကျွန်တော် YouTube တင်မှာတင်ဖို့ပေါ့နော်တပ်နေ photo ပေါ့လို့ထုတ်ပြပါနော်ဒါ free AI ကိုသုံးပြီးတော့ YouTube အတွက် cover photo ပေါ့နော်တပ်နေဆိုတာတော့ကိုအပြင်ကကြည့်ဒီဓာတ်ပုံကိုမြင်ရပါတော့ဒီဓာတ်ပုံတစ်ပုံထုတ်ပေါ့နော် YouTube အတွက်တပ်နေ cover photo ထုတ်နေလေးကိုကျွန်တော်ပြပေးမယ်အမှဆုံးနေနဲ့ကျွန်တော်တို့ free AI ပဲပေါ့နော် AI သုံးလို့ချက်ကြည့်ပြီးfree ရ software เนาะဒီထဲကိုဝင်ပြီးတော့မှကျွန်တော်ဒီမှာပြောလိုက်ပါတော့သူမြန်မာလိုပဲရေးလိုက်ပါတပနေရအောင်ဒါကျွန်တော်ရေးပြီးသားလေးပြလိုက်မယ်ဒီမှာကျွန်တော်ရေးရတယ် YouTube တပနေအတွက် flow AI မှာတော့ပဲရန်တော့ကျွန်တော် ChatGPT ရဲ့ ChatGPT ရဲ့ flow AI ကိုသုံးပြီးတော့မှကျွန်တော်တို့ဒီတပနေကိုထုတ်ပါတော့တက်ပေါ်တော့flow AI မှာ prompt ထုတ်ပေးပါထည့်မိစားတာဒီမှာဒီတပ်ပနေဓာတ်ပုံမှာပေါ်ခြင်းနဲ့စားတာပါကိုဒီမှာဒီတက်ရေးပေါ့နော်ကျွန်တော်တရားတော်အတွက်ဆိုတော့ဘိုးဘိုးမသားကြီးကတော့ကိုချာပြည်ကြီးစားတော့ဒီမှာဒီကားတွေကိုကျွန်တော်အဲ့ဒါလေးထည့်ပြီးတော့သူ့ကိုပေးလိုက်ပါနော် prompt လေးပေးပါဆိုပြီးပေးလိုက်တယ်okay ဒါချစ်ချစ်ရရကျွန်တော်ထုတ်ပေးတယ်နော်အင်္ဂလိပ်လို prompt လေးနဲ့ထုတ်လာပြီးတယ်ဒီမှာကောင်းစီဒီ prompt ကိုcopy ယူပြီးတော့ကျွန်တော်copy ယူပြီးတော့မှ flow AI မှာတော့ပေါ့နော်ကျွန်တော်ဒီမှာflow AI မှာတော့ဆိုတော့ဒီမှာ copy လိုက် prompt copy ယူပြီး flow AI ထဲကိုသွား flow AI ကကျွန်တော်ထောက်လာတာရှိရနော်ဒါအကုန်လုံးပုံချတာတစ်ခုဒီမှာ flow ရနေသွားပြီးရင်ကိုပြောချင်တဲ့ size ကိုရွေးပေါ့နော်ဒီမှာဘာရှင်းရေးလိုက် banana banana pro ကိုသုံးပါနော်ပြီးရင် YouTube ကျ16ကိုကျွန်တော်ရွေးလိုက်တယ်နှစ်ပုံပေးလိုက်တယ်ပြီးလို့ရှိရင် image ရွေးတယ်ပေါ့နော် okay ဒါပြီးဒီမှာစာသားမှာကျွန်တော်ဒီမှာထည့်လိုက်မယ် control v နော်ကိုလိုချင်တဲ့ဥစ္စာလေးကျွန်တော်ခုကဒီကောင်လေးဖြတ်လိုက်ဖိုးတဲ့နှစ်ချစ်ခါတာတော့ပြည့်ကြီးဆက်တော့ပဲရေးလိုက်ကျွန်တော်လိုတဲ့ဟာပဲထုတ်လိုက်မလိုတဲ့ကောင်ကျွန်တော်ဖြတ်လိုက်ဖိုးတဲ့နှစ်ချစ်ခါတာတော့ကျွန်တော်ဖြတ်သွားပြီနော်ထုတ်သွားပြီခုထုတ်မယ်ပြည့်ကြီးဆက်တော့အတွက်လိုတဲ့ဟာလေးပေါ့နော်တပုံနှစ်ပုံထုတ်မယ်မကွေးတော့ကိုကျွန်တော်ထုတ်ပြီးသားเนาะဒီမှာနေပဒါနာအတွက်ကျွန်တော်နှစ်ပုံယူပြီးတော့ prompt ပေးလိုက်မယ်เนาะလို့ပြီးကျွန်တော်နှစ်ပုံမှာလို့ထုတ်တော့ဆိုတော့ရှင်းပြီးတော့ပြမှာဒေါ်လည်းထုတ်လိုက်ကြတော့သူမသိကြတာလေများလို့မသိကြဘူးเนาะနှစ်ခါသုံးခါထုတ်တော့ကျွန်တော်နှစ်ပုံယူပြီးတော့ဒါထုတ်ထားတယ်ခဏစပါเนาะဒါသူက free AI ပါပဲ ChatGPT ရဲ့ flow AI ရဲ့သုံးပြီးတော့ကျွန်တော်တက်နေထုတ်ပြီပေါ့နော်ကျွန်တော်ကဘယ်လိုလိုချင်တဲ့ prompt ကို ChatGPT ကိုသွားပြီးတော့သူ့ကို prompt ထုတ်ပြီးပါလို့ရေးခန်းလိုက်တယ်ဒီမှာနော်ကျွန်တော်စာသားရေးခန်းလိုက်တယ်ဒီမှာလည်းပဲရေးလိုက်ရနော်ကျွန်တော်အင်္ဂလိပ်လိုမရေးအင်္ဂလိပ်လိုရေးရှုပ်နေမှာဆိုတော့နော်နားမလိုက်ပါဆိုဒီမှာလည်းပဲရေးလိုက်တယ်အဲ့ဒါသူကဒီမှာ prompt ထုတ်လာပြီ prompt ထုတ်တာကို flow ရတဲ့မှာထွက်လိုက်တယ်ဒီမှာအဲ့ပုံလေးတွေကတော့ကိုကြတဲ့ပုံကြီးပေါ့နော်ဒီမှာ reaction လေးပေးလိုက်ရင်တော့ခုလုံးကောင်းတယ်ဆိုပြီးတော့ကိုကြတဲ့ပုံစံပေါ့နော်ဒါကဖျားမျက်နှာတော့ပေါ့ဒီမှာဖျားမျက်နှာတော့ပေါ်တာရှင်းလို့တော့လေးနဲ့โอเคကျွန်တော်ဒီဘက်ပုံကိုကျွန်တော်ဆေးလိုက်နော်တောင်းလောက်လိုက်မယ်ဟောခြင်းနဲ့ site 1k ပဲကျွန်တော်တောင်းလောက်လိုက်မယ်โอเคတောင်းလောက်ဆုံးပါပြီနော်ဟုတ်တာ140k နော်တော့ပါပြီဆိုကျွန်တော် YouTube ထဲသွားမယ် YouTube ထဲကိုသွားမယ်ကျွန်တော်ကောက်တရားတော့ channel မှာတင်ဖို့နော်ကောက်ချိန်လိုက်မယ်ကောက်ချိန်ပြီးတော့အင်တာနက်သိပ်မကောင်းဖြစ်လို့အင်တာနက်မကောင်းဖြစ်နေတယ်ခင်ဗျာYouTube ထဲဝင်မယ်
ဒီက flow ရလို့ချိန်ဖြတ်လိုက်ရပါတယ်ကျွန်တော်ဟိုဒါရှိတယ်နော်ကျွန်တော်ပေးလေးရှိတယ်ဘာပေးတယ်ပေးတော့လို့ရနော်တော့ပေးရတယ်ပါဓမ္မ daily ဆိုတာကျွန်တော်ပေးလေးထောင်ရတယ်နော်ဒါ YouTube မှာမနေ့တရားဖွင့်ရအောင်ပြီးတော့လောက်လာပြီလေကျွန်တော်ဗီဒီယိုတင်မယ်ဆိုရင်ဗီဒီယိုရွေးမယ်ချိန်ကြည့်တာ9မိနစ်ကျော်သွားပါပြီ9မိနစ်ကျော်တယ်လေဆန်းပြရတာပေါ့ဗျာโอเคပါအဲ့ကျွန်တော်ပရိုထောက်လာတယ်ဗီဒီယိုကုန်းရောကွန်ချာဓမ္မ2ဓမ္မ3တူဒါကျွန်တော်ပြန်ထောက်တာနော်ကိုတော့ကွန်ချာအတွက်တရားတော်များဓမ္မတိုက်တယ်ကြောင့်ဗမာရေးရပြင်းတော့ကြောင့် copy တီးလိုက်ပဲเนาะဒီဘက်ကနေပြီးတော့ဥရောဓမ္မတာရကုန်းတော်ကွန်ချာကူးလာမယ်ပြီးမှထည့်လိုက်ကုန်းတော်ကွန်ချာကိုဖြတ်မယ်တောင်တန်းသာသနာပြုစီရတော့ဥရောဓမ္မကပြည့်ကြီးဆက်လက်တော့ဘောနော်ကျွန်တော်ဒီတိုင်းမှာရေးတယ်ပြည့်ကြီးဆက်လက်တော့နော်ပြည့်ကြီးဆက်လက်တော့ဒီမှာတပ်နေအောင်ကိုပုံလေးကာဘိုလေးလာပုံလေးဥရောဓမ္မကကိုလုံးကိုချပြည့်ကြီးဆက်လက်တော့ဒီဖူးတဲ့နှစ်ချစ်ကတော့ကျွန်တော်ရေးရပြည့်ကြီးဆက်လက်တော့ပြီနော်ကိုလုံးကွန်ချာကိုရေးရမှာကုန်းတော်ကွန်ချာမတင်ရသေးဘူးဆိုကုန်းတော်ကွန်ချာယူရရေးကြီးစတဲ့တော့ကုန်းတော်ကွန်ချာကျွန်တော်ရေးလိုက်မယ်နော်ဒီချက်ကပဲကုန်းတော်ကွန်ချာကိုရေးလိုက်ပြီ open ဒါဥရမိုင်ကုန်းတော်ကွန်ချာတရားတော်လို့ထဲမှာကြည့်လို့ကောင်းပါနော်ဒီလိုမျိုးကိုတော့မချကျွန်တော်ဒီလောက်ပဲခဲတော့ပါဗျာတရားတော်လို့ပါလိုက်ပေါ့ဒီမှာလောက်တော့ကြာမှာဆိုလို့အဆန်းသမောပြတာပဲโอเคကျွန်တော်လေးရေးလိုက်မယ်နော်ဒီအဲ့လောက်တည်းလေးမနေ့ကြာမှာဗျာโอเคကျွန်တော်စတော့လိုက်တော့ပါနော်လောက်ပါပဲဒါဆိုရင်တက်မနေပုံထုတ်ပြီးတော့ဒါယူကြည့်မှာလည်းတင်တာပေါ့နော်โอเคပါတော့ဘာလာပဲ